ဒီကနေ့အော်တိုဘာ18ရက်မနေ့တုန်းကအော်တိုဘာ19ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးမှာလှုပ်ခတ်သွားတဲ့ငလျင်ရဲ့နောက်ထပ်ငလျင်နဲ့ပတ်သက်ပြီးတော့မှဘာတွေဆက်ဖြစ်မလဲဆိုတဲ့အရာကိုကျွန်တော်အချင်းချင်းပြောပြသွားပါမယ်မနေ့တုန်းကအော်တိုဘာ19ရက်ည7:09မိနစ်တချို့နေရာတွေမှာတော့10မိနစ်လို့ပြောတယ်9မိနစ်နဲ့10မိနစ်ကြားထဲမှာငလျင်လှုပ်ခတ်သွားတယ်အဲ့ဒါရန်ကုန်တိုင်းဒေသကြီးဒလမြို့ဘက်ကိုဥတီပြီးတော့မှလှုပ်ခတ်တဲ့ငလျင်မြေရောက်အနက်4မိုင်ကိုလှုပ်ခတ်တယ်ဆိုတော့မြေရောက်အနက်ကို4မိုင်ဆိုတဲ့အတွက်တော်တော်ကိုတိမ်တယ်ဆိုတော့အပေါ်ကိုရိုက်ခတ်မှုကနည်းနည်းများတယ်တစ်ချက်နောက်တစ်ချက်ကဒီငလျင်နဲ့ပတ်သက်ပြီးတော့မှမြန်မာနိုင်ငံသားတွေအထူးသဖြင့်မန္တလေးဘက်စကိုင်းဘက်ကြောက်ဆက်ဘက်ပြုံးလင်ဘက်နေပြည်တော်ဘက်ဒီနေရာတွေမှာငလျင်တွေကြီးကြီးမားမားလှုပ်ခတ်ပူတာရှိတဲ့အတွက်ကျန်တဲ့နေရာဒေသတွေမှာလည်းငလျင်နဲ့ပတ်သက်ပြီးတော့မှစိုးရိမ်စရာတွေရှိခဲ့တယ်ဆိုတော့ဒီငလျင်နဲ့ပတ်သက်ပြီးရန်ကုန်မှာလည်းပြီးခဲ့တဲ့လပိုင်းလုံးကလှုပ်ခတ်ခဲ့တဲ့ငလျင်ရှိတယ်ဆိုတဲ့အတွက်စိတ်ထဲမှာငလျင်နည်းနည်းလေးလှုပ်ပြီးဆိုတာနဲ့လူတွေကအရန်ကိုစိုးရိမ်နေကြဆိုတော့ဒီငလျင်လှုပ်ခတ်တဲ့အရာမနေ့ညတော့လှုပ်ခတ်တဲ့ငလျင်က3.6ဆိုတဲ့အတွက်အရန်ကြီးပြင်းတဲ့ထဲတော့မပါဘူးဒါပေမဲ့ရန်ကုန်မြို့မှာတော့အများဆုံးအားဖြင့်တိုက်အိမ်တွေတိုက်ခန်းတွေဖြစ်တဲ့အတွက်အထက်မြင့်အဆောက်အဦတွေမှာနေတာဖြစ်တဲ့အတွက်နည်းနည်းလေးစောင့်ပြီးလှုပ်တာတဲ့နဲ့လူတွေကအရန်ကိုကြောက်ရွံ့ပြီးတော့မှတိုက်ပေါ်ကဆင်းပြေးတာရှိသလိုအရန်ကြောက်ရွံ့ပြီးတော့ဆွဲခါတာတွေကိုတိတိတတ်တာမအိတ်သေးတဲ့သူတွေခံစားရတာရှိတဲ့အတွက် holiday တကြိုဖြစ်သွားတာတကြောင်နောက်တစ်ခုကတော့တချို့နေရာတွေမှာတော့တစ်ထပ်အိမ်နဲ့နေကြတယ်တချို့ကျတော့ပြင်တော်အိမ်နဲ့နေကြလုံးချင်းအိမ်နဲ့နေတဲ့နေရာတွေမှာမတိလိုက်ရတဲ့လူတွေလည်းရှိသလိုညာလုံးပေါက်မိုးလေးမှာတိလိုက်ရတဲ့လူတွေလည်းရှိတယ်ဗျဆိုတော့ဒီငလင်ကအရန်ပြည့်တဲ့ထဲတော့မပါဘူးဒါပေမဲ့ငလင်လို့ပြောလိုက်ရင်တော့လူတိုင်းသတိထားဖို့အထဲမှာတော့ပါတယ်ကဲဆက်လက်ပြီးကျွန်တော်ပြောပေးချင်တာဗာလဲဆိုရင်ရန်ကုန်မှာဆက်လက်ပြီးငလင်ကြီးတွေလှုပ်လာနိုင်တာဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှဒီအရာကကျွန်တော်လူတွေကိုကျွန်တော်မကြောက်ရွံ့ဖို့ပြောတာလည်းမဟုတ်ကြောက်ရွံ့ဖို့ပြောတာလည်းမဟုတ်ဘူးရန်ကုန်နဲ့ပတ်သက်ပြီးတော့မှရန်ကုန်မှာတိကျပြတ်သားတဲ့ကြီးမားတဲ့ငလင်လှုပ်ခတ်မှုမျိုးကမရှိခဲ့ဘူးဗျဒီငလင်နဲ့ပတ်သက်ပြီးတော့မှမန္တလေးလို့စကိုင်းတို့မှာပဲရှိခဲ့တာလည်းဖြစ်တယ်ရှေ့ဆက်ပြီးတော့မှရန်ကုန်မှာလှုပ်လာနိုင်စရာအကြောင်းရှိလားဆိုရင်ရန်ကုန်မှာကြီးမားတဲ့ငလင်လမ်းကြောင်းတော့မရှိဘူးဒီပင်လယ်ရေနဲ့နည်းနည်းနီးတဲ့အတွက်လှုပ်ခတ်မှုနည်းနည်းထိခိုက်တာပဲရှိတယ်ဆိုတော့ဆက်လက်ပြီးတော့မှလှုပ်ခတ်မယ်ဆိုလို့ရှိရင်လည်းဒီလိုတင်းငယ်တဲ့ငလင်ပဲအများဆုံးအားဖြင့်ဖြစ်နိုင်တယ်ဆိုပြီးတော့မှငလင်ပညာရှင်တွေကပြောထားတာရှိတယ်ဆိုတဲ့အတွက်အရင်စိုးရိမ်ဖို့အထဲမှာတော့မပါဘူးဒါပေမဲ့တတိဝလိယရှိဖို့အထဲမှာတော့ရှိတယ်ဒါငလင်ကဒီရန်ကုန်မှာလှုပ်တဲ့အရာ3.6ဆိုတာအရင်မပြင်းဘူးအရင်တုန်းကလည်းရန်ကုန်မှာလှုပ်ခတ်မှုလုံးနေတော့ရှိတယ်ဒါပေမဲ့အရင်ပြင်းတဲ့ထဲတော့မပါဘူးလို့ကျွန်တော်ပြောပေးချင်တယ်အရင်စိုးရိမ်စရာတော့မရှိဘူးတတိဝလိယတော့ရှိကြပါဒါပေမဲ့ငလင်နဲ့ပတ်သက်ပြီးတော့မှစိုးရိမ်ကြောက်ကြစရာအရင်ကြောက်မဲ့ပေါ်ရပြောတဲ့အရာတွေထဲတော့အရင်ကြီးတော့စိတ်မရောက်စေချင်ဘူးကျွန်တော်ပြောချင်တာကတော့ဒါပေမဲ့တတိဝလိယရှိကြပါဆက်လက်ပြီးတော့မှအကြီးဆုံးလောက်ခတ်နိုင်သလားပေါ့ပေါ့လေးပဲလားအရင်မစွန့်ရင်လာဘူးလားဆိုတာတော့ကိုယ့်ကိုစဉ်းစားပေါ့ဗျာဘာဖြစ်လို့ဆိုရင်ရန်ကုန်မှာတော့ငလင်ကြောမရှိဘူးလို့ကျွန်တော်ပြောပေးချင်ပါတယ်ရှေ့ဆက်ပြီးတော့မှသွားဘေးအန်နဲ့ကင်းဝေးကြပါစေရန်ကုန်မှာစာရေးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများဘေးအန်ရဲ့ကင်းဝေးကြပါစေအလောက်ကန်ကြီးအစီအပြေကြပါစေလို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာကျွန်တော် page လုပ်လဲ follow လုပ်ထားပေးကြပါဦးလို့ကျွန်တော်ထူးခြားသတင်းဖြစ်စင်များရှိကျွန်တော်တင်ဆက်ပေးပါမယ်လို့ပြောပေးချင်ပါတယ်ဗျာ6လောကနေ9လောလား6လောကနေပြုတ်ပြမယ်ပထမတက်နာမှာညက်နေဆွဲထားရတဲ့လက်အန်တွေတော့လောက်ပါဘူးဆွဲကလေးအသက်ဘယ်လိုရှိငယ်လေးကဲရပြီလားဆွဲလို့မှန်ခွဲပြီးရပြီမှန်ခွဲပြီးဆွဲတင်နေပြီတဲ့လေခုမလုပ်နေတယ်ရမလုပ်နေဘူးရအောင်ပါသူရကြီးလေးကပန်းကန်တူကိုလေဒီအစီယာဒီလိုဒီကတော့ကဲရန်ကုန်မှာတော့ငလျင်ကလှုပ်သွားပါပြီလို့ရန်ကုန်အလုံးမှာမင်းတို့နေတဲ့စီမှာလှုပ်သွားတာဖြစ်ပါတယ်ကဲရန်ကုန်မြို့ဘယ်နေရာတွေမှာလှုပ်ကြသေးလဲပြောခဲ့ကြအောင်နော်ရန်ကုန်တိုင်းရှိမြို့နယ်အများစုတွင်မြေငလျင်တိတိတတ်တာလှုပ်ခတ်ရန်ကုန်တိုင်းရှိဒလသာကေတမယန်းကုန်းပစွန်တောင်တာမွေလိုင်မင်္ဂလာတောင်ညွန်းစသည့်မြို့နယ်အများစုတွင်ယမန်နေ့အောက်တိုဘာလ19ရက်ည7:09မိနစ်ခန့်တွင်မြေငလျင်တိတိတတ်တာလှုပ်ခတ်သွားကြောင်းဒေသခံများထံမှသိရသည်ကတင်ပေါ်အိတ်နေတာနည်းနည်းပြင်းတယ်10မိနစ်လောက်ကြာတဲ့ရက်ွက်ထဲအိမ်အောက်မှာလည်းပြေးစင်းကြတာတွေ့တယ်ခုပစွန်တောင်မြို့နယ်တွင်နေထိုင်သူတဦးကမစီမကိုပြောသည်မြေငလျင်လှုပ်ခတ်မှုကိုဖော်ပြသည့် application များ၏ဖော်ပြချက်အရ Richter စကေးအင်အား3
ကိုအဆင့်ရှိပြီးဒလမြို့အနီးတောင်ပိုင်းပင်လယ်ကမ်းရိုးတန်းကိုဗဟိုပြု၍လှုပ်ခတ်ခဲ့ကြောင်းသိရသည်ဒီဘက်ကပိုတိတာတဲ့အိတ်နေတာလှုပ်ရမ်းသွားတာဟူဒလမြို့နယ်တွင်နေထိုင်သူတဦးကမက်ဆီမာတို့ပြောသည်ပြီးခဲ့သည့်ဩဂုတ်လ21ရက်နနက်9:28မိနစ်အချိန်ကလည်းရန်ကုန်တိုင်းသုံးခွမြို့တောင်ဘက်65ကီလိုမီခန့်ရှိပင်လယ်ကမ်းရိုးတန်းအောက်အနက်10ကီလိုမီတာခန့်ကိုဗဟိုပြုကာပြင်းအား9.4အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးသည်စကိုင်းပြည့်ရွေကျော်နောက်ဆက်တွဲငလျင်ကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းအပါအဝင်ရန်ကုန်တိုင်းနှင့်ကြံတိုင်းနှင့်ပြည်နယ်အချို့တွင်ငလျင်အသင်းနှင့်အသေးစားများလှုပ်ခတ်မှုများဖြစ်ပွားခဲ့သည်